မင်္ဂလာပါရှင်။ခမီလာ News ရဲ့ဇွန်လ2ရက်နေ့သတင်းတွေကိုနားဆင်ကြရမှာပါ။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့စစ်ကော်မရှင်ပြန်လည်ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်3မြို့နယ်ကိုတရုတ်ကစံတွေလှူဒန်းတဲ့သတင်း။ဖလန်းမြို့မှာပျက်စီးနေတဲ့နေအိမ်တွေပြန်လည်ပြုပြင်ဖို့နေစားလုပ်သားတွေရှားပါနေတဲ့သတင်း။စစ်ကောင်းဆောင်နဲ့အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံပြီးကလတန်စီမံကိန်းနဲ့နေဆက်လုံခြုံရေးအပါအဝင်ကဏ္ဍဆောင်ပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီတဲ့သတင်း။အိုက်ဇောမြို့မှာရင်းမတော်တဆမှုကြောင့်မြန်မာနိုင်ငံသားတဦးသေဆုံးတဲ့သတင်းအပါအဝင်တိတိန်ရိတ်ခေါ်တာလမ်းမိုင်းကိုအချိန်ကန့်သက်ချက်ရုပ်သိမ်းပြီးပုံမှန်တိုင်းပြန်လည်ဖွင့်လှစ်လိုက်တဲ့သတင်းတွေကိုနားဆင်ကြရမှာပါတရုတ်နိုင်ငံကလူဒန်းတဲ့စံတိုင်ချိန်၈တန်းဟာစကိုင်းတိုင်းကလေးမြို့ကိုမေလ31ရက်နေ့ကရောက်ရှိလာခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ခုရောက်ရှိလာတဲ့ဆန်တွေကိုချင်းပြည်နယ်အတွင်းကဖလန်းတိတိန်နဲ့တွန်းဆန်မြို့တွေကိုဆက်လက်ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ဇွန်လ1ရက်နေ့ကစစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။အခုလိုဆန်လူဒန်းမှုဟာတရုတ်ဂျပန်ကိုရီးယားစတဲ့အာဆီယံနိုင်ငံ၃နိုင်ငံကအရေးပေါ်ဆန်အရန်ရိတ်ခါအစီအစဉ်ရထောက်ပံ့တာဖြစ်ပါတယ်။အဲ့ဒီဆန်တွေကိုရန်ကုန်မြို့ကတဆင့်စစ်ဘက်ဆိုင်ရာလေယာဉ်တွေနဲ့ကလေးမြို့အထိတည်ယူပို့ဆောင်ခဲ့တာဖြစ်ပြီးသက်ဆိုင်ရာမြို့နယ်တွေကိုအမြန်ဆုံးဖြန့်ဝေနိုင်မှုစီစဉ်နေတယ်လို့သိရပါတယ်။အခုရိတ်ခါတွေကိုဖလန်တီးတိန်တွန်ဆန်မြို့နယ်၃မြို့နယ်ကိုပြန်လည်ဝင်ရောက်လာကြတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ဒေသခံပြည်သူတွေအတွက်ရည်ရွယ်ပြီးလှူဒန်းတာဖြစ်ပါတယ်။အဲ့ဒီပြင်ဒေသရင်းဆန်ရိတ်ခါဖြစ်တည်မှုတွေနဲ့အတူစောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုပါအချိန်မီပေးပို့နိုင်မှုစီစဉ်နေတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားခဲ့တဲ့ဖလန်းမြို့ကိုပြီးခဲ့တဲ့ဧပြီလ25ရက်နေ့မှာစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ခဲ့တာပါ။အလားတူတွန်းဆန်မြို့ကိုလည်းမေလ19ရက်နေ့မှာစစ်ကော်မရှင်ဘက်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်အခုလိုရိတ်ခါနဲ့အကူအညီတွေပေးဖို့လှုံ့ဆော်လာတာဖြစ်ပါတယ်။တိတိန်မြို့မှာလည်းမြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့်စပေးရှောင်နေရတဲ့ဒေသခံပြည်သူတွေဟာအခုချိန်မှာသူတို့နေရအသီးသီးကိုပြန်လည်ဝင်ရောက်လာကြပြီလို့လည်းသိရပါတယ်။ချင်းပြည်နယ်ဖလန်းမြို့နယ်မှာဒေသခံပြည်သူတွေပြန်လည်ဝင်ရောက်လာပြီးတဲ့နောက်နေအိမ်တွေနဲ့ခြံဝန်းတွေပြန်လည်ပြုပြင်တန့်ရှင်းရေးလုပ်ကိုင်မှုနေစားအလုပ်သမားရှာဖွေရခက်ခဲနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။တိုက်ပွဲတွေကြောင့်မြို့ကိုဆွန့်ခွာခဲ့ကြရတဲ့ပြည်သူတွေဟာပြီးခဲ့တဲ့မေလဒုတိယအပတ်ခန့်ကစပြီးဖလန်းမြို့ကိုအစုလိုက်အပြုံလိုက်ပြန်လည်ဝင်ရောက်လာခဲ့တာကြောင့်ပျက်စီးယိုယွင်းနေတဲ့နေအိမ်တွေကိုပြန်လည်မွမ်းမံဖို့လုပ်သားအင်အားလိုအပ်ချက်မြင့်မားလာတာဖြစ်ပါတယ်။လက်ရှိမှာမိမိတို့နေအိမ်နဲ့ခြံဝန်းလုပ်ငန်းတွေမှာပဲကိုယ်စီအလုပ်ရှုပ်နေကြတာကြောင့်အခြေခံနေစားလုပ်သားငှားရမ်းဖို့လူအင်အားလုံးဝမလုံလောက်ပဲဖြစ်နေတာပါ။ဖလန်းမြို့ပေါ်မှာလက်ရှိပေါက်ဈေးအရလက်သမားတဦးဟာတရက်လုပ်အားကကျပ်3000ကနေ3000ခွဲအထိဖြစ်ပြီးတာမန်နေစားအလုပ်သမားတဦးကကျပ်2000ကနေ2000ခွဲအထိပေးနေရပါတယ်။ဒါပေမဲ့လည်းလိုအပ်တဲ့လုပ်သားအရေအတွက်ကိုရှာဖွေမရဘူးလို့ဆိုပါတယ်။အခုလိုလုပ်သားရှားပါမှုပြဿနာကြောင့်အများပြည်သူတွေရဲ့နေအိမ်တန်ရှင်းရေးနဲ့ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေမှာကြန့်ကြာမှုတွေရှိနေတဲ့အပြင်မြို့ပေါ်ကအစိုးရဌာနဆိုင်ရာရုံးအသီးသီးမှာလည်းလုပ်ငန်းတွေပြန်လည်ပတ်ဖို့အလုပ်သမားလိုအပ်ချက်မြင့်မားလျက်ရှိပါတယ်။ဖလန်းမြို့ကို2025ခုနှစ်ဧပြီလအတွင်းကချင်းညီနောင်စစ်စင်ရေးနဲ့သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတိုက်ပွဲတွေကြောင့်ဒေသခံတွေဟာမြို့ကိုဆွန့်ခွာခဲ့ကြရတာဖြစ်ပါတယ်။အဲဒီနောက်တစ်နှစ်အကြာ2026ခုနှစ်ဧပြီလ25ရက်နေ့မှာစစ်ကော်မရှင်တပ်ကမြို့ကိုပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်မေလ6ရက်နေ့ကဒေသခံတွေပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီတို့နယူးဒေလီမြို့တော်ကဟိုက်ဒရာဘတ်အိမ်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်နှစ်နိုင်ငံကြားအဓိကကျတဲ့ဒေသတွင်းစီမံကိန်းတွေနဲ့နေဆက်လုံခြုံရေးကိစ္စရပ်တွေအတွက်သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။အခုဆွေးနွေးပွဲနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံသားရဲ့အတွင်းဝန်ဘစ်ကရမ်မစ်စကရီကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။အခုဆွေးနွေးပွဲနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံသားရဲ့အတွင်းဝန်ဘစ်ကရမ်မစ်စရီကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။သူကကာလအတန်ကြာရက်တန်နှောင့်နှေးနေတဲ့ကလဒန်ဘတ်ဆောင်သုံးတည်ယူပို့ဆောင်ရေးစီမံကိန်းနဲ့အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးရဲ့ကလေးဝါယာယီလမ်းပိုင်းတို့ကိုအမြန်ဆုံးပြီးစီးအောင်မြင်အောင်နှစ်ဖက်ပူးပေါင်းလှုပ်ဆောင်သွားဖို့သဘောတူညီခဲ့ကြတယ်လို့ပြောကြားထားပါတယ်။နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စတွေနဲ့ပတ်သက်ပြီးဆွေးနွေးရမှာ
မိမိတို့နိုင်ငံရဲ့လုံခြုံရေးအကျိုးစီးပွားကိုထိခိုက်နစ်နာစေမဲ့လှုပ်ရှားမှုတွေအတွက်တစ်ဖက်နဲ့တစ်ဖက်နယ်နိမိတ်တွေကိုလွဲမှားပြီးအသုံးချတာမျိုးမရှိစေဖို့တားဆီးကာကွယ်ရေးဟာအလွန်အရေးကြီးကြောင်းနှစ်ဖက်စလုံးကအလေးထားပြောကြားခဲ့ကြပါတယ်။အဲ့ဒီပြင်မြန်မာစစ်ကောင်ဆောင်ကမြန်မာနိုင်ငံအတွင်းမှာလှုပ်ရှားရုန်းကန်နေတဲ့အိန္ဒိယသဘုံအဖွဲ့တွေကိုပြပြသားသားနှိမ်နင်းပေးသွားမှာဖြစ်ပြီးအိန္ဒိယနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုချိန်ချဖို့မရှိစေဖို့အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့အာမခံချက်ပေးအပ်ခဲ့တယ်လို့နိုင်ငံခြားရေးအတွင်းဝင်ကဆိုပါတယ်။စီးပွားရေးနဲ့နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍမှာလည်းနှစ်နိုင်ငံကြားကာလအတန်ကြာကတည်းကအဆင့်တစိုက်ဆွေးနွေးလာခဲ့တဲ့အရေးကြီးတွင်းထွက်တပ်ထုတွေနဲ့မြေရှားဒရက်စင်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီကဏ္ဍမှာနှစ်နိုင်ငံဆိုရပြင်သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးအမြဲမပြတ်ဆက်သွယ်ချိတ်ဆက်သွားဖို့နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမတိုးမြင့်လှုပ်ဆောင်သွားဖို့အပြန်အလှန်နားလည်မှုရရှိခဲ့ကြပါတယ်။အခြားတစ်ဖက်မှာလည်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အိန္ဒိယခီးစဉ်တွင်ဒေါန်ဆန်းစုကြည်အရေးနဲ့ပတ်သက်ပြီးအိန္ဒိယဘက်ကထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရပြီးအိန္ဒိယနိုင်ငံအနေနဲ့မြန်မာနိုင်ငံနဲ့ဘာကြောင့်ထိတွေ့ဆက်ဆံရသလဲဆိုတဲ့အကြောင်းရင်းကိုလည်းအိန္ဒိယနိုင်ငံသားရေးအတွင်းဝင်ကသတင်းစာရှင်းလင်းပွဲမှာရှင်းလင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းအိန္ဒိယနိုင်ငံသားရေးအတွင်းဝင်ကအိန္ဒိယရဲ့အခြေခံမူဝါဒဟာမြန်မာနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အခြေအနေတွေပေါ်မှာမှတ်ချက်ပေးဖို့ရည်ရွယ်ချက်မရှိကြောင်းသတင်းထောက်တွေကိုထည့်သွင်းပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အိုက်ဇောမြို့မှာဇွန်လ၁ရက်နေ့ညနေ9:00နာရီဝန်းကျင်ကမှန်ကြွေပြားတွေတင်ဆောင်လာတဲ့ကုန်တင်ထရပ်ကားတစ်စီးကြောင့်အသက်40အရွယ်မြန်မာနိုင်ငံသားတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကုန်တင်ကားဟာဆိုင်ရန်ဘက်ကနေအိုက်ဇောဘက်ကိုမောင်းနှင်လာတာဖြစ်ပြီးဖွန်ချောင်းရက်ကွက်အာစင်ချီလမ်းခွဲရောက်မှာလမ်းပေါ်ကလမ်းလျှောက်လာသူကိုတိုက်ပြီးချိန်မိခဲ့တာပါ။အခုဖြစ်စဉ်ကြောင့်နေရာမှာပဲသေဆုံးသွားခဲ့ရသူဟာဖွန်ချောင်းရက်ကွက်မှာနေထိုင်တဲ့မြန်မာနိုင်ငံသားဦးဗန်ပဲချောနာဖြစ်ပါတယ်။သေဆုံးသူဟာမြန်မာနိုင်ငံဗေဒေသကလာရောက်အခြေချသူဖြစ်တဲ့ဆိုတာကိုအသေးစိတ်မသိရသေးပါဘူး။ရင်းမတော်တဆမှုဖြစ်ပွားပြီးတဲ့နောက်အခင်းဖြစ်ပွားတဲ့နေရာကိုသက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ရင်သိမ်းရဲတွေချက်ချင်းရောက်ရှိလာပြီးလုံထုံးလုံနည်းနဲ့အညီစီမံဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။သေဆုံးသူရဲ့ရုပ်လောင်းကိုအိုက်ဇောပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကိုပို့ဆောင်ထားရှိပြီးဇွန်လ2ရက်နေ့မှာရင်ခွဲစစ်ဆေးမှုတွေပြုလုပ်မှာပါ။လက်ရှိမှာရင်တိုင်းမှုကိုဖြစ်ပွားစေခဲ့တဲ့အိန္ဒိယနိုင်ငံသားကုန်တင်ကားမောင်းသမားကိုရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းပြီးဥပဒေကြောင်းအရအရေးယူနိုင်မှုဖြစ်စဉ်အသေးစိတ်ကိုဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။ချင်းပြည်နယ်တိတိမ်မြို့နယ်အတွင်းလိုင်းဒီကျွေးရကအိန္ဒိယမြန်မာနယ်စပ်ရိခေါရာမြို့ကိုတွာလာတဲ့လမ်းမကြီးကိုလုံခြုံရေးအရအချိန်ကန့်သက်ချက်တွေနဲ့တွာလာခွင့်ပြုခဲ့ရကနေဇွန်လ2ရက်နေ့မှာပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ CDF ဖောင်ကိုရန်ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီလမ်းပိုင်းကိုလုံခြုံရေးအခြေအနေလိုအပ်ချက်အရပြီးခဲ့တဲ့မေလ21ရက်နေ့ကစတင်ပြီးသတ်မှတ်အချိန်နဲ့သာတွာလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။အခုစဉ်ကပြည်သူတွေအနေနဲ့မနက်6နာရီကနေ10နာရီအထိတစ်ချိန်ညနေ9နာရီကနေ9နာရီအထိတစ်ချိန်သာဖြတ်သန်းသွားလာခွင့်ရရှိခဲ့ကြပါတယ်။ဇွန်လ2ရက်နေ့ထုတ်ပြန်လိုက်တဲ့ကြေညာချက်အရအချိန်ကန့်သက်ချက်ကိုရုပ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်လမ်းသုံးပြုသူတွေအနေနဲ့မနက်6နာရီကနေည9နာရီအထိပုံမှန်သတ်မှတ်ထားတဲ့အချိန်တိုင်းပြန်လည်အသုံးပြုသွားလာနိုင်ပြီဖြစ်ပါတယ်။ကာလတိုအတွင်းလုံခြုံရေးနဲ့ဆိုင်တဲ့ထုတ်ပြန်ချက်တွေနဲ့ညွှန်ကြားချက်တွေကိုစနစ်တကျလေးစားလိုက်နာပြီးပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့လမ်းအသုံးပြုသူပြည်သူလူထုတရက်လုံးကို CDF ဖောင်ကိုရန်ဖွဲ့ကအထူးကျေးဇူးတင်ရှိတယ်လို့ဖော်ပြထားပါတယ်။အခုပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့လမ်းပိုင်းကိုချင်းပြည်နယ်အတွင်းကုန်စည်စီးဆင်းမှုနဲ့တွာလာရေးအတွက်ရေးပါတဲ့တိတိမ်မြို့နဲ့နေဆက်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ရိခေါရာမြို့တို့ကိုဆက်သွယ်ထားတဲ့အဓိကလမ်းမကြီးတစ်ခုဖြစ်ပါတယ်။